nhà trong của chụp gió mẹ ta trong mà trong bà trong nhà trong tuổi thẹn nhà trong của chụp gió mẹ nó vậy sai sai tuổi thẹn nó ở đây tầm anh tuổi thẹn trong thấy cả anh đây là tuổi trong chụp gió mẹ nhà rồi giống như mà lúc gì để cho rồi nè cả nhà mà bầu mình thẹn lúc bầu đi đấyကောင်းပြတ်နေတဲ့ပုံတွေကိုကြည့်ပြီးခင်ဗျားတို့မကြောက်ကြဘူးတရေကကြည့်ပြီးကြောက်နေကြတယ်မဟုတ်လားဟိုးအညာကမီးလောင်တာကချယ်ရီတင်းတဲ့ချင်းတွေကစာသားလောက်ခင်ဗျားတို့စိတ်မှာမရှိကြဘူးအညာကကျုပ်တို့အဖေမေတွေကျုပ်တို့ညီအကိုမောင်နှမတွေကျုပ်တို့ကလေးတွေတနေ့သေနေလိုက်တာများအထက်မြန်မာပြည်ဈေးကွက်မှာလူအသက်ဟာဈေးအပေါ်ဆုံးနဲ့အနာဂတ်အကြောင်းကဘာပတ်မဲ့အကြောင်းမပြောချင်ဘူးကျုပ်အညာအကြောင်းပဲကျုပ်ပြောမယ်ဘာမှမကူပဲအညာကပူတယ်လို့ဖင်ထထမရကြနဲ့ထက်နေကဘူးရင်ပတ်တဲကစိတ်ဘူးအောက်ကမြေငွေ့တွေကတပူပူအညာကလူတွေကမှလူပီသားတွေလူမလူအစ်စ်တွေဗျအညာသရိုးသမီးလေးတွေအစော်ကားခံရတဲ့အကြောင်းမြမအမျိုးသမီးလေးတွေမတော်မတရားခံရတဲ့အကြောင်းထက်ရုပ်တံဇလံတွေကမင်းသမီးအကြောင်းကိုပို့ပြီးညင်းခုန်တတ်ကြတယ်အညာမှာတော့ရွာလုံးကျွတ်မီးတွေလောင်တယ်ခမည်းတော်စီမှာတော့ကောက်ရိုးမီးတွေပဲထထလောင်တယ်ရွှေဘူပေါ်စံမွေးစားတဲ့ပါဇက်တွေကအညာကနွားတွေအညာကစပားတွေမီးရှို့ခံနေရတာပုံမှန်ဖြစ်ရိုးဖြစ်စဉ်လို့အတန်ပိတ်နေလေရဲ့မီးမလာလို့ခမည်းတော်ပူတဲ့အကြောင်းတွေကြားရတယ်အညာဝေပူပူအောက်ကထမ်းရွက်တဲလေးထဲမှာဘယ်သူတွေဘလောက်ပူမလဲခမည်းတော်မသိကြဘူးမီးရှို့လူသက်မရင်းချင်းခံရတဲ့အကြောင်းစာနာတဲ့အကြောင်းပြောရမှာမဟုတ်တော့ဘူးအညာကပူတယ်ဆိုအညာကိုကူဘာကိုကြောက်နေတာလဲအညာကိုထောက်ဆမ်းပါအညာကဘာကိုဟန်မပြနဲ့အညာလိုလှန်ချစမ်းပါအညာလိုခံချစမ်းပါအညာလိုပြန်ထစမ်းပါตาเจ้าမာเจ้าဘာเจ้าညာเจ้าတွေထက်ဟောရီတော်လည်းမှာအညာဟာဘယ်တုန်းကမှမညာခဲ့တဲ့အကြောင်းအညာကအညာခံနေရတဲ့အကြောင်းကျောင်းထိပ်ကရိုင်းတိုင်းနဲ့ထနှောင်းရိပ်ဆိုင်မှာနှောင်းအတိတ်ကနေကလေးအထိအညာသမိုင်းမရိုင်းကြောင်းကျုပ်ပြောမယ်ခင်ဗျာဆရာတင့်သူဖြစ်ပါတယ်